left maps ကျမတို့တွေစဉ်းစားကြည့်ဘူးလားကိုယ့်ရဲ့အိမ်အောင်ဘက်ရီးစားတန်ငယ်ချင်းမိဘစသဖြင့်နီးစပ်ရလူတွေအကြောင်းကိုဘလောက်သိတယ်လဲဘာတွေကိုသူတို့ကြောက်ရွံ့လဲဘာတွေကသူတို့ကိုဝမ်းနည်းစေလဲဘာတွေကသူတို့ကိုပျော်ရွှင်စေလဲသူတို့မှာဘယ်လိုအိမ်မက်တွေရှိနေလဲဆိုတာတွေကိုနီးစပ်တယ်ဆိုပေမဲ့တယောက်အကြောင်းတယောက်ဘလောက်မှမသိပဲနေတတ်ကြတယ်လို့နာမည်ကျော်စိတ်ပညာရှင်ဒေါက်တာဂျွန်ဂေါ့မန်ကပြောဦးပါတယ်သူကနှစ်ပေါင်း40ကျော်လေ့လာခဲ့ပြီး lab maps လို့ခေါ်တဲ့နားလည်မှုမြေပုံတွေအကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်သူ့ရဲ့စမ်းသပ်မှုတစ်ခုမှာအိမ်အောင်သက်10နှစ်ကျော်လင်မယားတွဲကိုမေးခွန်းလေးတွေမေးခဲ့တယ်ခမည်းအမျိုးသမီးရဲ့အကြိုက်ဆုံးအရာကဘာလဲဘယ်သချင်းကိုနှစ်သက်လဲဘယ်အစားအစာကိုမုန်းလဲစသဖြင့်ပေါ့အံ့ဩစရာကောင်းတာကယောက်ျားဖြစ်သူကတခုမှမှန်အောင်မဖြေနိုင်ခဲ့ဘူးတအိမ်နဲ့နှစ်ပေါင်းများစွာအတူနေလာခဲ့ပေမဲ့တယောက်အကြောင်းတယောက်အခြေခံကြမသိခဲ့ကြဘူးကိုနဲ့အတူနေထိုင်သူရဲ့အသေးအမွှားအကြိုက်တွေတောင်မသိဘူးဆိုတာအတော်လေးဘဝင်မကြစရာကိစ္စပဲမဟုတ်ပါလားဒါဟာအိမ်အောင်ရေးတွေရဲ့အဓိကပြဿနာလို့ဒေါက်တာဂေါ့မန်ကယူဆပါတယ်လူတွေဟာတယောက်နဲ့တယောက်နားလည်မှုနည်းပါးလာတာနဲ့အမျှချစ်ချင်းမြတ်တာတွေလည်းပါလာတတ်ပါတယ်ဒါပေမဲ့ lab maps တွေကိုအမြဲ update လုပ်နေတဲ့ဇုံတွဲတွေကပိုပြီးကြာရှည်ခံတဲ့ဆက်ဆံရေးကိုပိုင်ဆိုင်ကြတယ်တဲ့ lab maps ဆိုတာကတယောက်နဲ့တယောက်နားလည်မှုကိုညှင့်တင်ပေးမယ်နည်းလမ်းကောင်းတွေအကြောင်းပါပဲအဲ့ဒါလေးတွေကိုဘယ်လိုလေ့ကျင့်နိုင်သင့်တယ်လဲဆိုတာအသေးစိတ်ဆက်ရှင်းပြပါမယ် lab maps တိုးတက်စေဖို့1 open-minded question တွေမေးပါဒီနေ့ဘာတွေဖြစ်ခဲ့လဲဘာတွေစဉ်းစားနေလဲရှေ့ဆက်ဘာတွေလုပ်ဖို့ရည်ရွယ်ထားလဲနှစ်တနေ့ကိုအနည်းဆုံးမိနစ်20လောက်အချိန်ပေးပါ TV ပိတ်ဖုန်းချထားတယောက်နဲ့တယောက်စကားပြောပါ3အသေးအမွှားလေးတွေကိုသတိထားပါဒီနေ့ဝတ်ထားတဲ့အင်ကြီးအသစ်သပင်ပုံစံပြောင်းသွားတာစိတ်အခြေအနေပြောင်းသွားတာအရေးကြီးဆုံးကနားထောင်တတ်ဖို့ပါနောက်ဆုံးအနေနဲ့ပြောချင်တာကနားထောင်တတ်ဖို့အရေးကြီးပါတယ်မေးခွန်းနဲ့မေးတာထက်နားထောင်တာကပိုအရေးကြီးပါတယ်တက်ဖတ်သားပြောတဲ့အခါဂျားဖြတ်မပြောပါနဲ့အကြံမပေးပါနဲ့ဝေဖန်ဆုံးဖြတ်တာမလုပ်ပါနဲ့အာယုံဆိုင်နားထောင်ပါဒါမှတယောက်နဲ့တယောက်ပိုနားလည်လာမှာဖြစ်ပါတယ်တယောက်နဲ့တယောက်နားလည်မှုကအချိန်ယူပြီးတိဆောက်ရတဲ့အမှုပညာတစ်ခုပါ open-ended question game ညနေပိုင်းအိမ်ပြန်ရောက်ရင်တယောက်နဲ့တယောက်ဖွင့်ပြီးမေးလို့ရတဲ့မေးခွန်းတွေမေးရပါတယ်ဥပမာဒီနေ့ဘယ်အရာကမင်းကိုပျော်ရွှင်စေခဲ့လဲဘယ်အရာကစိတ်ညစ်စေခဲ့လဲဘယ်သူနဲ့တွေ့ခဲ့လဲဘာတွေပြောပြလဲနေ့စဉ်မိနစ်20လောက်အချိန်ယူပြီးတယောက်နဲ့တယောက်ဒီလိုမေးခွန်းမျိုးမေးနေရင်နှစ်ယောက်ကြားနားလည်မှုကတဖြည်းဖြည်းတိုးလာမှာပါနောက်ပြီး Gottman ကနောက်ထပ် game တစ်ခုကိုလည်းတီထွင်သွားသေးတယ် If you really knew me game လို့ခေါ်တယ်စကားစမေးခွန်းက If you really knew me မင်းငါ့ကိုတကယ်သိရင်ဆိုပြီးစရတယ်ဥပမာမင်းငါ့ကိုတကယ်သိရင်ငါရဲ့အဖြစ်ချင်းဆုံးဆန္ဒတွေကဘာတွေလဲဆိုတာမင်းသိမှာပါမင်းငါ့ကိုတကယ်သိရင်ငါတစ်ချိန်မှာဘယ်လိုလုပ်ငန်းမျိုးလဲလုပ်ချင်တယ်ဆိုတာမင်းသိမှာပါမင်းငါ့ကိုတကယ်သိရင်ငါဘယ်လိုမျိုးလေးမှာအခြေချသွားခြင်းလဲဆိုတာမင်းသိမှာပါအဲ့ဒီလိုစမ်းသပ်မေးမြန်းနိုင်ပါတယ်ဒီဂိမ်းလေးကရိုးရှင်းပေမဲ့ထိရောက်မှုအရန်ကောင်းပါတယ်တယောက်နဲ့တယောက်နီးစပ်မှုအလင်းအမြန်တိုးစီလို့ပါနောက်ထပ်နည်းလမ်းတစ်ခုက lab maps diary ရေးတာပါဒါကဘယ်လိုလုပ်ရလဲဆိုတော့စာအုပ်တအုပ်ဝယ်လိုက်သူ့ကိုလည်းဝယ်ပေးလိုက်ကိုကနေ့တိုင်းသူနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုရေးသူ့ကိုလည်းကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခုနေ့စဉ်ရေးခိုင်းပါဥပမာဒီနေ့သူငါ့ကိုစိတ်ပူလို့ဖုန်းဆက်တယ်သူအလုပ်ကိစ္စအတွက်စိတ်ပူနေတယ်သူမိတ်ဆွေဆေးရုံတက်နေရလို့စိတ်မကောင်းဖြစ်နေတယ်သူ
သူ့အိမ်မက်ကကလေးတွေကိုစာသင်ပေးခြင်းတဲ့ဒီလိုမှတ်တမ်းလေးတွေကအံ့ဩစရာကောင်းလောက်အောင်အကျိုးရှိပါတယ်တစ်ချိန်မှာပြန်ဖတ်ရင်တယောက်ကိုတယောက်ဘလို့နားလည်လာခဲ့လဲဘလို့ချစ်လာခဲ့လဲဆိုတာသိလာမှာပါနောက်ပြီး love maps ကဘာတွေကိုလွှမ်းခြုံတင်တယ်လဲဆိုတော့ emotional maps စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုပိုင်းလူတွေကဘာတွေကဝမ်းနည်းစေလဲဘာတွေကပျော်ရွှင်စေလဲဘာတွေကစိတ်ဖိစီးစေလဲ light dream maps ဘဝမျှော်လင့်ချက်ပိုင်းဘဝမှာဘာတွေဖြစ်ချင်လဲဘလို့နေထိုင်ချင်လဲဘာတွေကိုရအောင်ယူချင်လဲ daily life maps နေ့စဉ်ဘဝပိုင်းနေ့စဉ်လုပ်ငန်းတွေကဘာတွေလဲအပန်းဖြေနည်းတွေကဘာတွေလဲလေးလာနေတာတွေကဘာတွေလဲနောက်ပြီး lab maps ကပြောင်းလဲနေတတ်ပါတယ်ဒေါက်တာကော့မန်ကတခါဒီလိုဥပမာပေးဘူးပါတယ်မင်းအိမ်အောင်ဘက်ရဲ့အကြိုက်ဆုံးစားတောက်ဆိုင်ကိုတည်တယ်ဆိုပါစို့ဒါပေမဲ့သူကအဲ့ဒီဆိုင်ကို2 နှစ်လောက်မသွားဖြစ်တော့ဘူးမင်းသူ့ရဲ့လက်ရှိအကြိုက်ကိုတည်သေးလားတဲ့ဆိုလိုတာကလူတွေရဲ့အကြိုက်တွေစိတ်ဝင်စားမှုတွေအိမ်မက်တွေဟာအချိန်နဲ့အမျှပြောင်းလဲနေတတ်ပါတယ်ဒါကြောင့် lab map ဆိုတာတစ်ခါလုပ်ဆောင်ပြီးပြီဆိုတာမရှိပါဘူးအမြဲတမ်း update လုပ်နေရမယ့်အရာပါ lab maps မရှိရင်ဘာတွေဖြစ်တတ်လဲ lab map မရှိတဲ့ဇုံတွဲတွေမှာ emotional distance စိတ်ခံစားမှုအရာဝေးကွာသွားခြင်းတအိမ်ထဲနေပေမဲ့တယောက်နဲ့တယောက်သစိမ်းတယံဆန်နေသလိုမျိုးခံစားရတယ် parallel lives ပြိုင်လူသွားနေတဲ့ဘဝတွေတယောက်နဲ့တယောက်ဆက်ဆက်မှုမရှိတဲ့တီးခြားဘဝတွေလိုဖြစ်နေတယ် disconnection အဆက်အသွယ်ပြတ်တောက်ခြင်းဘလို့စကားဆရမှန်းတော့မသိတော့ဘူး lab maps တိဆောက်တဲ့အခါသိထားရမှာတွေကတခါတည်းအကုန်သိကျင်တာမျိုးမလုပ်ရပါဘူးဖြည်းဖြည်းချင်းလေ့လာသွားရမှာပါမိကုန်းတွေပဲမင်းနေပြီးနားမထောင်တာမျိုးလုပ်ရပါဘူးနားထောင်ခြင်းကပိုအရေးကြီးပါတယ်အဖြေမှားရင်စိတ်ဆိုးတာမျိုးလည်းမလုပ်ရပါဘူးမှားတာကိုအပြစ်တင်မဲ့အစားပိုသိအောင်လုပ်သင့်ပါတယ်စိတ်ရှိထားဖို့လိုပါတယ်တစ်ချက်တည်းနဲ့တယောက်အကြောင်းတယောက်အကုန်သိသွားမှာမဟုတ်ပါဘူးလူဆိုတာနေ့စဉ်ပြောင်းလဲနေတာမို့ lab maps တွေဟာ update ဖြစ်နေရမယ် file တွေလိုပါပဲအိမ်နောက်ရေးသူတည်တနာတွေအရလင်မယားတွေရဲ့အကြီးဆုံးပြဿနာကဆက်သွယ်ပြောဆိုမှုအားနည်းခြင်းမှာ Gottman ကထပ်ပြောပါသေးတယ်ဒါကြောင့်နေ့စဉ်စကားပြောဆိုမှုတွေဟာအရေးကြီးပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးက safe space ဖန်တီးပေးဖို့ပါ safe space ဆိုတာဘာလဲတယောက်နဲ့တယောက်လုံခြုံစိတ်ချစွာဖွင့်ခပြောဆိုနိုင်တဲ့နေရာလေးပေါ့ဥပမာမင်းကိုပြောပြရင်ငါအပြစ်တင်မှာမဟုတ်ဘူးမင်းကိုပြောပြရင်ငါကူညီပေးမယ်မင်းကိုပြောပြရင်ငါနားထောင်ပေးမယ်တယောက်နဲ့တယောက်လုံခြုံမှုခံစားချက်ရှိမှသာ let map စောက်လို့ရမှာပါဒါကြောင့်ကိုယ့်ရဲ့ချစ်ရသူနဲ့အတူ let map တွေတိဆောက်ဖို့ဒီကနေစပြီးစတင်လိုက်ရအောင်တေးသေးတစ်ခုကနေစလို့ရပါတယ်ဒီနေ့ဘာစားခြင်းလဲဆိုတာလောက်ကနေဘဝမှာဘာတွေဖြစ်ချင်လဲဆိုတဲ့အထိတဖြည်းဖြည်းတိုးချဲ့သွားလို့ရပါတယ်တယောက်အကြောင်းတယောက်နားလည်လာတာနဲ့အမျှချစ်ချင်းမေတ္တာတွေလည်းပိုပြီးနှက်ဆိုင်လာမှာသိကြပါတယ်အခုဒီစာလေးကိုဖတ်ပြီးတော့ကိုချစ်သူကိုမိကုံးတစ်ခုလောက်စမေးကြည့်ကြရအောင်လား